အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ CK Lottery ကနေပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကြိုဆိုလိုက်ပါတယ်အခုဗီဒီယိုလေးကတော့ဒီ member ရှာတဲ့ agent လုပ်ချင်တဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ပေါ့နော်ဒီကိုယ့်ရဲ့ဖိတ်ကြားချက်ကုတ်ကိုကိုယ့်ရဲ့ပေါင်းတဲ့မိတ်ဆွေတွေကိုဘယ်လိုပေးရမလဲနောက်ပြီးတော့ member ရှာတဲ့ agent တယောက်ကဘယ်လိုမျိုးရပိုင်ခွင့်ရှိလဲဆိုတာကိုဒီဗီဒီယိုလေးမှာကျွန်တော်ကအသေးစိတ်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်ပထမဆုံးအနေနဲ့ပေါ့နော် member ရှာတဲ့ agent ဆက်လုပ်မယ်ဆိုရင်ကိုယ့်ရဲ့ဖိတ်ကြားချက်ကုတ်ကိုပေါ့နော်ကိုယ့်ရဲ့ပေါင်းတဲ့မိတ်ဆွေတွေကိုဘယ်လိုပေးရမလဲဆိုတာလေးကိုကျွန်တော်ကပြပေးပါမယ်အဲ့ဆိုကျွန်တော်ဒီမှာဒီ pro မြားလေးနဲ့ကျွန်တော်ပြပေးမယ်နော်ဒီ promotion ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါနှိပ်သွားလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီဖိတ်ခေါ် poster ကိုမျှဝေဆိုတဲ့နေရာလေးရှိပါတယ်အကောင့်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့အောက်လေးမှာဖိတ်ကြားချက် link ကိုကူးယူပါဆိုတဲ့နေရာလေးရှိပါတယ်အကောင်လေးကိုနှိပ်လိုက်ပါအဲ့ကြလို့ရှိရင်ဒီမှာကူးယူမှုအောင်မြင်ပါတယ်ဆိုပြီးတော့ပေါ်တယ်ပေါ့နော်အဲ့လိုမျိုးပေါ်လိုက်လို့ရှိရင်ရပါပြီအဲ့ဆိုရင်ကိုယ့်ရဲ့အပေါင်းအသင်းမိတ်ဆွေတငယ်ချင်းတွေကိုပေါ့နော်အဲ့ link လေးကိုတွားပြီးတော့ပေးလိုက်လို့ရှိရင်ရပါပြီနောက်ပြီးတော့ကိုယ့်ရဲ့ဖိတ်ခေါ်ကုတ်ပေါ့နော်ကိုယ့်ရဲ့ဖိတ်ခေါ်ကုတ်ကိုဒီကနေလဲ copy ယူလို့ရပါတယ်နောက်ပြီးတော့ဒီကိုခေါ်ထားတဲ့ member တွေကိုပေါ့နော်ဘယ်နာကနေစစ်ကမလဲဆိုတာလေးကိုပါကျွန်တော်တစ်ခါလေးပြပါမယ်ဒီအပေါ်ဆုံးမှာပေါ့နော်ပေါ်ဆုံးကတောင်းလေးမှာအကောင်လေးကိုနှိပ်လိုက်လို့ရှိရင်ဒါဆိုရင်ဒီနေ့ပေါ့နော်ဒါဒီနေ့အတွက်ပါဒီနေ့အတွက်ဒါဟိုကိုယ့်ရဲ့ link ကနေပြီးတော့အကောင့်ဖွင့်ထားတဲ့ ID တွေပေါ့နော်အဲ့မှာစစ်လို့ရတယ်တကယ်လို့ဒီနေ့မဟုတ်ဘူးမနေ့ကကိုယ့်ရဲ့ဒီလက်အောင် member တွေကိုစစ်ချင်တယ်ဆိုရင်လေဒီမနေ့ကဟာလေးကိုနှိပ်ပြီးတော့စစ်လို့ရပါတယ်ဒီတစ်လလုံးဆိုရင်တော့ဒီလဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့စစ်လို့ရပါတယ်เนาะနောက်ပြီးတော့ဒီကျွန်တော်တို့ဒီ agent data ပေါ့နော် agent data ကိုယ့်ရဲ့လက်အောက်ငယ်သား data တွေကိုဘယ်နားမှာစစ်ကမလဲဆိုလို့ရှိရင်ဒါကဒီမှာလဲကြည့်လို့ရတယ်လို့ပေါ့နော်ဒီမှာလဲကြည့်လို့ရတယ်ဒါဆိုရင်ဒါက commission ကပေါ့နော်ဒီလက်အောက်ငယ်သား data ဆိုတဲ့နေရာမှာလဲကျွန်တော်တို့တွားပြီးတော့စစ်လို့ရပါတယ်ဒီမှာဆိုရင်ဒါအကုန်လုံးပေါ့နော်အကုန်လုံးပေါင်းချုပ်ပါဒါဆိုရင်ဒါကျွန်တော်လက်အောက်ကပေါ့နော်ဒါဆိုရင်113ယောက်ငွေသွင်းထားတယ်ပေါ့နော်ဒါဂိမ်းစောတဲ့လူက315ယောက်ဖြစ်ပါတယ်နောက်ပြီးတော့ဒီမှာပထမဆုံးငွေသွင်းတဲ့လူက19ယောက်ပေါ့နော်ဒီဘက်မှာကကြတော့ကျွန်တော်တို့ကဒီ113ယောက်ရဲ့ငွေသွင်းတဲ့အမောက်ပါဒီ36သိန်း19800ကျော်ပေါ့နော်ဒီအယောက်315ယောက်ဂိမ်းစော့ထားတဲ့ဒီစုစုပေါင်းလောင်းကြီးပမာဏကဒီဘက်မှာပါအဲ့မှာက300ကျော်ပေါ့နော်300ကျော်ပါနောက်ပြီးတော့ဒီ member တစ်19ယောက်ပေါ့နော်ပထမငွေသွင်း19ယောက်ကသွင်းထားတဲ့ငွေမောက်က2,48000ဖြစ်ပါတယ်အဲ့လိုမျိုးလဲဆက်လို့ရပါတယ်ဒါမှမဟုတ်ရင်ကျွန်တော်ဒီမှာအောက်လေးကိုဆွဲပြီးတော့ဒီမှာတစ်ခုချင်းစီပေါ့နော်တစ်ခုချင်းစီ ID တွေဒီမှာလောင်းကြီးပမာဏတွေအဲ့ရရဲ့ commission ကားတွေအမှအကုန်လုံးရေးထားတယ်နော်ဒီမှာဆိုရင်ကျွန်တော်ဒီ ID လေးကိုရင်ပြမယ်ပေါ့နော်ကျွန်တော်ဒီမှာ commission ကဒါသူ့ရဲ့လောင်းကြီးပမာဏပေါ့နော်ဒီမှာသူ့ရဲ့ငွေသွင်းအမောက်ပါအဲ့လိုမျိုးလေးတွေဆက်လို့ရပါတယ်နောက်ပြီးတော့ဒီ member ရှာတဲ့ agent လုပ်ပြီဆိုတာနဲ့ကျွန်တော်တို့ဒီ CK Lottery မှာဆိုရင်ဒီတလာချင်းလာစားလည်းပေးပါတယ်เนาะဒီမှာအဲ့ဆိုရင်ကျွန်တော်ဒီကွက်ကလေးနဲ့ကျွန်တော်ပြမယ်เนาะဒီမှာ agent လာစဉ် agent လာစားပေါ့เนาะအကောင်လေးကိုနှိပ်လိုက်ပါsorry ဒီမှာပေါ့เนาะလာစဉ် agent လာစားဒီမှာเนาะအကောင်လေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်ဒီမှာ तू ကဘယ်လိုပေးလဲဆိုတော့ဒါကျွန်တော်ရဲ့မိတ်ဆွေရဲ့ member ရှာတယ်ပေါ့နော် member ရှာတယ်ဆိုရင်ဒီတစ်လအတွင်းပေါ့နော်တစ်လအတွင်းပထမငွေသွင်းက10ယောက်အထက်ရှိရမယ်နောက်ပြီးတော့တတိယငွေသွင်းက6ယောက်အထက်ရှိရမယ်ပဲနော်6ယောက်အထက်ရှိရမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကလာစာ9000နေစပြီးတော့ရမှာဖြစ်ပါတယ်တကယ်လို့ဒီပထမငွေသွင်းကလည်းယောက်20အထက်ရှိရမယ်ပေါ့နော်တတိယငွေသွင်းကလည်း12ယောက်ဆိုရင်လာစာ3သိန်းရစမှာပါတကယ်လို့ဒီမှာအဲ့ထက်များသွားလို့ရှိရင်ပေါ့နော်ပထမငွေသွင်းကအယောက်200စတုတ္ထငွေသွင်းကအယောက်100ကျော်ဆိုရင်ဒီမှာ agent လာစာ320စပြီးတော့ရမှာဖြစ်ပါတယ်ဒီ agent လာစာကိုပေါ့နော်ဒီ1ရက်နေ့ကနေပြီးတော့9ရက်နေ့အတွင်းသွားပြီးတော့ရှားအောင်မှာပဲဖြစ်ပါတယ်ရက်ကျော်သွားရင်တော့ကျွန်တော်တို့မရပါဘူးเนาะအဲ့လိုဒီမှာ agent လာစာရှောက်ရန်ဒီ Telegram link လေးကိုလည်းပေးထားပါတယ်เนาะအဲ့မှာသွားပြီးတော့ကျွန်တော်တို့ရှောက်လို့ရပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမှာဒီ promotion နေရာမှာပေါ့နော်ဒီကိုက member ရှာလို့ရှိရင်ဒီမှာအကျိုးတူမိတ်ဆွေစုဆိုတဲ့ဟာလေးလည်းရှိပါတယ်ကျွန်တော်အဲ့ဒါလေးကိုပါရှင်းပြပါမယ်အဲ့ဆိုရင်ကျွန်တော်အကျိုးတူမိတ်ဆွေစုတွေဝင်လိုက်ပြီပေါ့နော်ဝင်လိုက်ပြီဆိုရင် तू ကဘယ်လိုပေးလဲဆိုတော့
ကျွန်တော်ဒီဖိတ်စာမှတ်တမ်းမှာကျွန်တော်တစ်ချက်ပြမယ်ဗျာဒီကောင်းမှာလည်းသွားပြီးတော့ကျွန်တော်စစ်ကြည့်လို့ရပါတယ်ဒါကဒီကိုယ့်ရဲ့ ID တစ်တွေပေါ့နော်ငွေဘယ်လောက်သွင်းလဲဆိုတာ member တစ်တွေပါ member တစ်ငွေသွင်းတာစဒီမှာ bonus ဘယ်လောက်ရတယ်အဲ့ဒါတွေအစကျွန်တော်အကုန်လုံးကြည့်လို့ရပါတယ်ဒီအကျိုးတူမိတ်ဆွေစုကဘယ်လိုပေးလဲဆိုတော့ပေါ့နော်ကျွန်တော်မိတ်ဆွေက member ရှာတယ်ပေါ့နော် member ရှာလိုက်တဲ့အချိန်မှာသူကဒါပထမဆုံးအချိန်ငွေသွင်းပေါ့နော်9000သွင်းနေဆိုရင်ပေါ့နော်9000သွင်းနေဆိုရင်ဒီမှာ2တန်းလို့ပါတယ်နော်သူအဲ့မိတ်ဆွေရှာလိုက်တဲ့ member ကဒီထိုးကြီး1000ပြည့်ရဆိုရင်ကိုက bonus 2000ရမှာပါတော့အဲ့လိုမျိုးပေါ့နော်ဒီမှာကဒါကဒီစက္ကန့်လဲရတယ်တက်လဲရတယ်ပေါ့နော်အဲ့ဒါမလို့ကျွန်တော်တို့ဒါကအဆင့်ဆင့်ပေါ့နော်3ချိန်တိရမှာပါเนาะဒီအကျိုးတူမိတ်ဆွေစုကဒီ bonus လေးလဲတော်တော်မိုက်ပါတယ်เนาะနောက်ပြီးတော့ဒီကျွန်တော်တို့ဒီနားလေးကိုတစ်ချက်ပြမယ်ပေါ့နော်ဒီဖိတ်ခေါ်စီကံချက်လေးတွေမှာပါပါတယ်နောက်ပြီးတော့ဒီကျွန်တော်ရဲ့မိတ်ဆွေကဒါ member ရှာတယ်ပေါ့နော် member ရှာတယ်ကိုရှာလို့ရတဲ့ member လည်း member ပြန်ရှာခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ကအဆင်ပြေပါတယ်သူတို့ကဘယ်လိုမျိုးလဲဆိုကျွန်တော်တို့ကအဆင့်6ဆင့်ခွဲထားပါတယ်နော်အဆင့်6ဆင့်ခွဲပေးထားတယ်ဒီမိတ်ဆွေကကျွန်တော်ရဲ့မိတ်ဆွေက A နေရာမှာပဲထားလိုက်ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေခေါ်လို့ရတဲ့လူက B ပါအဲ့ဆိုရင် B လို့သတ်မှတ်လိုက်မယ်နော်ဒါဆိုရင် B ကတော့ဒါဓာတ်ရိုက် member လို့ခေါ်တာပေါ့နော်ဒီ A ကနေခေါ်လို့ရှိရင် B ကဓာတ်ရိုက် member အဲ့ဒီ B ကနေမှကျွန်တော်တို့ပြန်ရှာမယ်ဆိုရင်ဒီ C ပေါ့နော်ဒီ B ကနေပြန်ရှာမယ်ဆိုဒီ C ဖြစ်သွားမယ်အဲ့တော့မိတ်ဆွေကကြတော့ level 2 member လို့ခေါ်ရမှာပါနောက်ပြီးအဲ့ C ကမှတစ်ဆင့်ထပ်ပြီးတော့ရှာမယ်ဆိုရင်ဒါဟိုပေါ့ကျွန်တော်တို့ D လို့သတ်မှတ်လိုက်မယ်သူ့ကိုကြတော့D လို့သတ်မှတ်လိုက်မယ်အဲ့ဒါကြတော့မိတ်ဆွေကကြတော့ဒီ level 3 member လို့ခေါ်မှာပေါ့နော်အဲ့ဒါမလို့ကျွန်တော်တို့ကအဆင့်ဆင့်ရနေမှာပဲဖြစ်ပါတယ်နောက်တစ်ခုက member ရှာတဲ့ agent လုပ်မယ်ဆိုရင်ကျွန်တော်တို့ဒီကဖိတ်ခေါ်စုကြီးကိုလည်းရရှိမှာဖြစ်ပါတယ်အဲ့ဒါလေးကိုပါကျွန်တော်တခါလေးရှင်းပြပေးပါမယ်ဒီဖိတ်ခေါ်စုကြီးကဘယ်လိုမျိုးလဲဆိုတော့ဗျာကျွန်တော်ရဲ့မိတ်ဆွေကဒီ member တယောက်ခေါ်လိုက်တယ်ပေါ့နော်ခေါ်လိုက်လို့ရှိရင်အဲ့ member ကလည်းငွေ9000သွင်းနေဆိုရင်ဒီကျွန်တော်တို့က bonus ဒီ900ကိုရရှိမှာဖြစ်ပါတယ်တကယ်လို့ဒီကျွန်တော်ရဲ့မိတ်ဆွေကဒီ member 10ယောက်တိခေါ်ပြီးသွားပြီအဲ့10ယောက်လုံးကလည်းဒီငွေ2000စီသွင်းနေဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေကလည်းဒီစုကြီး2000ကိုရရှိမှာဖြစ်ပါတယ်ဒီကောင်ဒီ bonus တွေကတွားလျှောက်စရာမလိုပါဘူးအဲ့ကိုယ်တိုင်ဒီမှာဝင်ပြီးတော့ယူလိုက်ရုံနဲ့ရပါတယ်ဒီထက်များသလိုပေါ့နော်ဒီကျွန်တော်ရဲ့မိတ်ဆွေကဒီမှာအယောက်80လုံးခေါ်ထားတယ်အမှ80လုံးကလည်းဒီတယောက်ကို9000စီသွင်းထားတယ်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေက9000ရရှိမှာပဲဖြစ်ပါတယ်ဒီ bonus လေးလည်းတော်တော်ကိုအဆင်ပြေပါတယ်เนาะအဲ့ဒါမလို့အားလုံးပဲဒီ member ရှာတဲ့ agent လောက်ကြဖို့ကျွန်တော်ကတိုက်တွန်းရင်းနဲ့အကြံလေးပေးချင်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ